Hello ပြောစရာလေးရှိလို့ပေါ့နော်ဒီဘာပြောဖို့လဲဆိုတော့တကြံ promotion ကြောင့်ပေါ့နော်ဒီဂျူလီလေးကတကြံ promotion အနေနဲ့ငါးခဲဝယ်ယူတူတာရောပေါ့နော်ငွေသား10သိန်းကန်ဆယ်မဲ့လက်မှတ်ရမှာပေါ့နော်ဒါပြင်ဒီ secret လေးထဲမှာဆိုလို့ရှိရင်ရွှေဆွဲတီးရွှေလက်စွပ်တီးလက်ဆောင်ထည့်ပေးထားရနော်ဒီတခဲ8800လေးနဲ့ပေါ့နော်အကုန်ရမှာပေါ့နော်ရွှေဆွဲတီးရောရွှေလက်စွပ်တီးရောပေါ့နော်နောက်ပြီးကြငွေသား10သိန်းကန်ဆယ်မဲ့လက်မှတ်လေးရမှာဆိုတော့ဘာလို့ဒီလဲနော်ဂျူလီကလှုပ်လိုက်ပြီဆိုအကုန်လုံး share လေးပဲပေါ့နော်ဒီမနင်ကဒီနှစ်ကုံတော့ဆိုရင်လည်းဇွဲထက်ကနေရွှေဆွဲကြိုးလေးပေါ့နော်ပေးတာပေါ့နော်ရွှေဆွဲကြိုးရယ်နောက်ရှိကဲတစ်တာရယ်နောက်ငွေသားကတ်စမဲတွေအများကြီးပေးသေးတယ်ပေါ့နော်ဒီ12လပိုင်းကောင်ကပေါ့နော်အခုဒါတစ်ချက် promotion အနေနဲ့နောက်တစ်ခေါက်ပေါ့နော်ဝယ်သူလေးကိုကျေးဇူးတက်ပြန်တဲ့အနေနဲ့ပေါ့နော်ဝယ်သူလေးရရှိအောင်လို့ပေါ့နော်အခုငွေသား10သိန်းကတ်စမဲလက်မှတ်ဆိုပြီးတော့ promotion လေးလုပ်ပေးထားတာရှင်အတိုင်းပဲငါးခဲဝယ်ယူသူတိုင်းအတွက်ပါရှင်ဒါပေမဲ့ဘာလို့သေးလဲနော်အကုန်အစုံရွှေလေးရွှေဒီစက်ပြထဲမှာဆိုရွှေဆွဲသီးလေးရွှေလက်စုပ်လေးလည်းပါတယ်နောက်ငွေသား10သိန်းကတ်ဆက်မဲ့လက်မှတ်ကလည်းရအောင်မယ်ဆိုတော့နော်ဘာလို့သေးလဲနော်ဒီ8800တဲ့နဲ့ပေါ့နော်ရမှာပါပေါ့နော်နောက်ပြီးကြတော့ဒီဂျူလီဆက်ဖက်လေးကို TikTok CV ဘိုက်ပါနောက်ပြီးဖုန်းဆက်ပြီးတော့လည်းမှလို့ရတယ်ဘယ်နေရာမှာပေါ့နော်အကုန်လုံးရပါတယ်ရှင်အကုန်လုံးကိုအရင်ဝေချီပဲအကုန်လုံးပို့ပေးပါတယ်ရှင်